ရှိတယ်ငါလာနေအောင်ဒီလောက်ဆွဲဆောင်မှုရှိအောင်ဂရုစိုက်နေကြတယ်ဒီလောက်အိုစနာကြနေဟာမယောကိုကဘာလို့ဆွဲလန်းနေရလဲ မယားကြီးငုတ်တုတ်ရှိရတာနဲ့စနိုက်ကြော်တယ်ဆိုမှတော့ သူတို့နှစ်ယောက်ထဲအတယောက်ငါတက်ပြလိုက်ချင်တာအောင်လည်းနဲ့ ဒီရွာလူတွေတော်တော်များများညီမေကဝေမကြီးရဲ့တားကောင်ဖြစ်ခဲ့ကြတာကို သူစားအခုလိုလေးလုံနေရတာကိုချစ်လို့နော် အဲ့ဒီမိန်းမောင်မျက်လုံးထဲမှာကြိတ်လို့မရ ဘာမှကျမအဲ့လောက်ထိမုန်းနေရအောင်ပေါ့ရဲ့ဘယ်ကျမဘာလဲများကုန်းထိုက်လိုက်လို့လဲကောင်းလက်တော့ မင်းမပြောလို့အဲ့တော့ငါမြတ်သွားနေရတာလေကိုပြောစာတော့ သူ့ကိုယ်လည်းဝင်ပုတ်လိုက်တော့ငါနေ့ကိုလက်ခံဖို့စင်သစ်ဖြစ်နေပြီနင်ထွက်လာလို့ရပြီ ဝိုင်းနေရတာပထမဆုံးဆုံးမှုလားပေါ့အေးမမိုးတို့နဲ့ရောပေါ့နော်ဒီရေရှင်ကားတော့ပထမဆုံးဆုံးတယ်တိုင်ရောနဲ့လည်းဒါပထမဆုံးပဲပထမတည့်ရက်ခွဲရတော့တော်တော်သဘောမပေါဘူးဟိုစက်တောင်မလုပ်ချင်တော့အဲ့လိုဖြစ်သွားတဲ့ခံစားချက်ကလေဒီနေ့3ရက်မြောက်နေ့ကတော့တော်တော်ရဲ့အဆင်ပြေလာတယ်ကိုဝိုင်းကလည်းပြောတယ်သူလိုချင်တဲ့ character လမ်းကြောင်းကိုရောက်လာပြီဆိုတော့ဝမ်းသာရတာပေါ့ဘာဖြစ်လို့ခဏခဏလေးနေရလဲ နေမကောင်းဖြစ်ရင်ညတိတ်သွားလဲအေးတာပဲ ကျွန်တော် driver တွေကြုံမှုတယ်ပေါ့နော်ရှေ့မှာကြုံနေဘူးပါဆိုတော့တယောက်နဲ့တယောက် taste လေးမတူကြအောင်ပေါ့နော်ပုံစံလေးကို꿰တယ်ကိုဝိုင်းဆိုရင်လည်းဒါ idea DJ တင်တယ်လုံးဝသူကိုယ်တိုင်လှုပ်ပြရတယ်အဲ့လိုနှွေးထွေးမှုလည်းရရပေါ့နော်ဟိုပြောပြတာဖြစ်တဲ့အတွက်ကြောင့်ပြောမဆိုအစတော့ကဆိုကိုဝိုင်းဆိုရင်မစုံငင်နဲ့ကြောက်တယ်ပေါ့နော်အဲ့လိုဟို idea လေးဆိုရင်လည်းတင်မိတယ်ပေါ့ပို့ဆိုလို့ရှိရင် idea တစ်စင်ညစီသွားတဲ့ဟာဆိုလည်းရုပ်တရက်လိုချင်တဲ့ဟာတွေကိုပြောပြရတယ်ဘယ်လိုသွားရမလဲဘယ်လိုလာရမလဲပေါ့ပြီးတော့မမိုးဆိုရင်လည်းဒီမှာအများကြီးစူးစမ်းထားတာတွေ့ရပေါ့နော်စူးစမ်းထားတော့အပြင်မှာကြည့်ရတာရောပို့ပြီးတော့ဟိုလေဘေးနားမှာဖြစ်နေပေမဲ့အမကလုံးဝမလျှော့ပါဘူးပရီယိုလုံးဝမလျှော့ဘူးပေါ့နော်အလုံးဝအကြီးကြီးမိုက်တယ်ပေါ့နော်လှုပ်သွားတဲ့ဟာတွေကဒီမြင်ရတာပြုတ်ကြမိုင်လည်းမကြောက်သားနာမိုင်လည်းမကြောက်အဲ့ဒါတော့အရင်လေးစားဖို့ကောင်းတယ်အတူတူဖို့ကောင်းနေရတယ် ငါခိုင်းတဲ့အလုပ်ကိုသုံးလမ်းတိုင်အောင်လုပ်ရမယ်မပြီးဘဲနဲ့ပြန်မလာရအောင် character သုံးခုလုံးကအခက်တွေပဲဖြစ်တယ်ပေါ့နော်။ပြီးရင်နောက်ထပ်လာအောင်မယ်ဒီတရေလုံးမဲညီမလေးပေါ့နော်။သူတို့ဆိုအရန်ပင်ပန်းမှာ make up ဖတ်ပြီးရတာအကုန်လုံးတစ်ဖက်လုံး test တွေတေချာလုပ်ပြီးတော့ကြိုးစားထားကြတယ်။အဲ့ဒါကြောင့်ကြည့်ရှုပြီးတော့ဝေဖန်အားပေးကြပါအောင်အကြံပြုပေးကြပါအောင်ပေါ့နော်။ဟုတ်ကျေးဇူးများပါတယ် ငါနေ့ကိုလက်ခံဖို့စင်သစ်ဖြစ်နေပြီနင်ထွက်လာလို့ရပြီ အတွေ့အကြုံဆိုတာတဲ့ဒီလိုမျိုးတွေပေါ့မရိုက်ခင်ကတူတူပြင်ပြင်လာအကုန်လုံးပေါ့နော်ပါဝင်တဲ့သူတွေတရုပ်ဆောင်အားလုံးတွေကိုအရင်ကောင်းတယ်ရိုက်တဲ့ခါကျတော့ချွတ်ချူရိုက်နိုင်တယ်အမားတွေရှိခဲ့ရင်လိုချင်တာတွေလိုအပ်တာတွေရှိခဲ့လို့ရှိရင်ဒီ script reading မှာလိုချင်တာလေးတွေကိုအပြည့်စုံလုပ်ထားတဲ့အတွက်ကြောင့်ခိုင်ကူးတဲ့နေရာမှာအရင်ဆင်ပြေတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးလောက်ကြတာကိုလည်းမိုးကအရင်ကြိုက်တယ်
ဘာလို့ပြောင်းလိုက်တာလဲ ကြားတဲ့အတိုင်းပဲ ဇာကားတကားရိုက်တယ်ဆိုရင်တော့အဓိက director ရဲ့ဇာညွှန်းရဲ့ပေါ့နော်ဒီကောင်းဖို့အဲ့ဒါကြီးယုံကြည်ပြီးတော့မှလက်ခံတာပေါ့နော်ကိုဝိုင်းဆိုတာပြောနေစရာမလိုတော့ပါဘူးကိုနဲ့ကြတော့လဲဆရာပိုလိုလည်းဖြစ်နေရဲ့ဇာကားရုပ်ရှင်ဇာကားတော်တော်များများလဲကိုဝိုင်းနဲ့ခင်ရတယ်ဟုတ်ဗီဒီယိုခစ် VCD တွေကလည်းကိုဝိုင်းနဲ့လက်တွဲပြီးရိုက်ခဲ့ရတယ်နော်ဒီဥဆောင်ဖေအကုန်ထင်းနေအောင်လက်တွဲညင်းအကုန်လုံးဒီဇက်ကြီးကောင်းဖို့ပေါ့နော်အကုန်လုံးစူးစမ်းပန်းစားနေအကုန်လုံးပြီးတော့ဒီဥဆောင်ထားတယ်အားလုံးဒီလည်းညီညပြီပေါ့နော်အကုန်ညှိနှိုင်းပြီးတော့အကုန်လုံးအကောင်းဆုံးဖြစ်အောင်ထားပါတယ်ရှင်ဒါကျွန်တော်ဒီရဲ့ပြန်ကားကဒါကျွန်တော်တို့မရင်းနှီးသေးတဲ့ပရလောကပေါ့ဒါနာဘဝတွေဒါပြူစားတာတွေကျွန်တော်တို့ကတက်နိုင်ဆုံးစိတ်ကူးရင်ပြီးတော့ပုံဖော်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါအနည်းဆက်ဆုံးဖြစ်အောင်လို့ကျွန်တော်တို့အချိန်မောများစွာစမ်းသပ်ပြီးတော့မှအကောင်းဆုံးကျွန်တော်တို့ဖိတ်နှစ်ထားတော့နော်အဲ့တော့ကြောင့်မို့ဒီကားကကျွန်တော်အရင်စိတ်ပါဝင်စားရဲ့ချင်တဲ့ကားပြင်လို့အချိန်ပေးရတာ ဒီလိုနဲ့ဘိန်းတော့စိတ်ကူးနေတဲ့ဟုတ်ကဲ့တော့ဖြစ်ပါလို့ဟုတ်ဟုတ်ရတယ်ဒီမနေ့တော့စိတ်ကူးရဲ့အပိုင်းကကျွန်တော်တို့စိတ်ကူးကမှလည်းကျွန်တော်တို့90ရာခိုင်နှုန်းပြီးတော့ပြီးတော့တယ်ခံစားရတယ်ပေါ့နော်ပြီးတော့အိမ်စာတစ်ခုပြီးတော့တယ်လို့ပေါ့ဒါပါရီလောက်ကမလဲဆိုတော့ဟာကိုကျွန်တော်တို့ကဒီမှာကျွန်တော်တို့ရာဇေတွေလောက်တယ်ဘဝိုင်းလိုချင်တဲ့အရာကိုကျွန်တော်တို့အတက်နိုင်ဆုံးကြိုးစားပြီးလုပ်တယ်ကိုယ်က okay ရပြီဆိုတဲ့အရာကိုကျွန်တော်တို့အိမ်ကြီးပြန်ရောက်သွားတဲ့ခါကျလို့ရှိရင်ဒီ idea နဲ့ကိုယ်ကဘယ်လိုကောင်းမွန်အောင်လုပ်ရမလဲအားမျိုး polish ပဲကျွန်တော်တို့ကတိုက်ရတော့မှာပေါ့။ဒီမှာပါဝင်တဲ့ casting တွေအကုန်လုံးကလည်းဒါအမှုပညာကိုတခြားချင်းမြတ်လို့တဲ့သူတွေပဲကျွန်တော်တိုင်ရွန်အနေနဲ့တခြားအရင်တော့ရိုက်ကူးခဲ့တဲ့ကားတွေနဲ့မတူပုံမကောင်းမွန်တဲ့ကားတကားဖြစ်လာအောင်လည်းကျွန်တော်စူးစမ်းနေတယ်ရှေ့ဆက်ပြီးတော့လည်းအများကြီးစူးစမ်းတော့ပါမယ်။မရပြိုင်ဆိုတဲ့ကားနာမည်ကိုကြားလိုက်တဲ့အခါကျတော့တို့အိမ်တော်ရေးဇလန်လာဖောက်ပြန်မှုတွေလားလို့ထင်ကောင်းထင်နေကြလိမ့်မယ်ပေါ့နော်။မြင်နိုင်တဲ့ပြူစားတာတွေဟလာပရလောကတွေတရေတွေအဲ့လိုမျိုးနဲ့ဆက်ဆက်ပြီးတော့အကောင်းဆုံးပုံဖော်တာဖြစ်တဲ့ကြောင့်မလို့ခန်းစားချက်အသစ်တစ်ခုနဲ့ကျွန်တော်တို့ပြည်သက်ကိုဖန်ရတာဖြစ်တယ်ဟင်းနေရအကုန်လုံးပေါ့ချော့နေရတယ်ဘာရမှာမရှိ